မျက်နှာ၄တောက်ကြတဲ့ညီကိုတွေလုံးဝမညှက်တဲ့ hair style တွေကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးပါအရင်ဆုံးကျွန်တော်မျှဝေပေးချင်တာကတော့၄တောက်ကြတဲ့ square face မျက်နှာတွေနဲ့လုံးဝမတင်တော်မလိုက်ဖက်မဲ့ hair style ကိုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ဒီပုံမှာပြထားတဲ့ flat top hair style ဖြစ်တယ်အားလုံးသိတဲ့အတိုင်းမျက်နှာ၄တောက်ကြတာဖြစ်တဲ့အတွက် flat top လို့တဲ့ကြီးသွားထောင်လိုက်တဲ့ချိန်မှာဆိုရင်မျက်နှာပို့ပြီးတော့၄တောက်ကြီးဆန်သွားစေတဲ့အတွက် flat top ကတော့လုံးဝမညှက်တဲ့ hair style ဖြစ်တယ်နောက်တစ်မျိုးကတော့ middle part ပေါ့နော်အလဲခွဲ hair style ၄တောက်ကြားတဲ့လူများစုကမေယို jaw line တွေကားတဲ့အတွက်အလဲခွဲသွားညက်လို့ဘလို့မှမသိတော့တဲ့မျက်နှာပေါက်မျိုးဖြစ်တယ်ဒီနှစ်မျိုးကတော့၄တောက်ကြားတဲ့ညီကိုတွေလုံးဝမညက်တဲ့ hair style ဖြစ်တယ်ပြီးရင်၄တောက်ကြားတဲ့သူတွေညက်တဲ့ hair style တွေကိုကျွန်တော်ပြောပြမယ်ပေါ့နော်၄တောက်ကြားတဲ့လူတွေနဲ့ live ဖတ်ဆောင် hair style ကတော့အားလုံးသိတဲ့ texture quiff ပေါ့နော်ဟို texture လေးထည့်ထားဖို့လိုတယ်ဒါမှပို့ပြီးတော့ live ဖတ်လိုက်မယ်နော်ဒီပုံတွေကလို့နံပါတ်2ကတော့၄တောက်ကြားတဲ့မျက်နှာတွေနဲ့အရန်ကြည့်ကောင်းမဲ့ side part ဘေးခွဲ hair style ပဲဖြစ်ပါတယ်နံပါတ်3ကတော့ basket ကိုကျွန်တော်တို့ဒီပုံတွေကလို့ fade လေးနဲ့ထားမယ်ဆိုရင်လည်း live ပါတယ်ဒါကတော့၄တောက်ကြားတဲ့ညီကိုတွေနဲ့တင်တော်မဲ့ hair style 3မျိုးပါရှေ့ကပြောခဲ့တဲ့2မျိုးကတော့လုံးဝမညှက်တဲ့ hair style တွေပဲဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ်